ကိုယ့်ရဲ့လစာနဲ့မိဘကိုလည်းထောက်ပံ့နေရတယ်ကိုယ့်ရဲ့နေထိုင်စားသောက်စရိတ်လည်းအသုံးပြုနေရတယ်ဆိုလို့ရှင်သိကြတယ်ခင်ဗျား 20% method ကိုအသုံးပြုဖို့လိုအပ်နေပြီဆိုတော့ကျွန်တော်ရဲရဲကြီးပြောရဲတယ်20% method ဆိုတာပါလဲ20% ဆိုတာကကိုရနေတဲ့လစာရဲ့ 20% ကိုပြောတာဖြစ်ပါတယ်ခင်ဗျားမှာရှိတဲ့ 20% ကိုကိုယ့်ရဲ့လက်နက်လိုသဘောထားလိုက်ပါခင်ဗျားမှာမိကွန်းတစ်ခုမေးချက်ရှိကောင်းရှိနေနိုင်တယ်ဒီ 20% လောက်နဲ့ကွာဘယ်လောက်များများရှာနိုင်မှာမို့လို့လဲဆိုတဲ့မိကွန်းမျိုးဒါဆိုရင်တော့ no ပါကျွန်တော်ဆိုလိုချင်တာကအဲ့လိုမဟုတ်ပါဘူးခင်ဗျားကလစာတစ်ခုတည်းရနေတယ်ဆိုလို့ရှိရင်ခင်ဗျားမှာတခြားရည်ချင်းမရှိသေးလို့ပါဒါကြောင့်ခင်ဗျားလစာရဲ့ 20% ကိုအသုံးပြုပြီးတော့ခင်ဗျားအတွက်လက်လန်းမိမဲ့စီးပွားရေးတစ်ခုစလုပ်ဖို့အကြံပေးချင်တာပါဥပမာဗျာဘယ်လိုစီးပွားရေးမျိုးလဲဆိုလို့ရှိရင်ရာသီပေါ်အသီးတွေရောင်းတာတွေဒါမှမဟုတ်နာမည်ရပြီးသား product တွေကိုတစ်ဆင့်ခံရောင်းပေးတာမျိုးတွေအဲ့လိုမျိုးတွေလုပ်ပါနာမည်ရပြီးသား product တွေဖြစ်တာကြောင့်ရောင်းထွက်ဖို့ကလည်းပိုပြီးလွယ်ကူစေနိုင်တယ်ခင်ဗျားလောက်ရမှာတခုကခင်ဗျားရဲ့ပစ္စည်းတွေကိုဓာတ်ပုံရိုက်ဒါမှမဟုတ်ဗီဒီယိုရိုက်ပြီးတော့ online မှာတင်လိုက်အောင်ပဲအဲ့လောက်ကြီးအရင်လွယ်ပြီးရိုးရှင်းနေတယ်လို့ဆိုလိုချင်တာတော့မဟုတ်ပေမဲ့ဒီနီးလန်းကတခြားအရာတွေထက်ပိုလွယ်ကူပြီးတော့ခင်ဗျားအတွက် access တွေပိုရရှိနိုင်တယ်ဆိုတာတော့သိချတယ်ဒါပေမဲ့ခင်ဗျားမစင်စားမိတဲ့ကျွန်တော်မစင်စားမိတဲ့ကျွန်တော်တို့ခင်ဗျားတို့အနားမှာရှိနေနိုင်တဲ့တခြား access တွေမှာအများကြီးလဲဆိုတာလဲသတိပြုစေချင်တယ်နောက်တစ်ခုကခင်ဗျားဝယ်ထားတဲ့ပစ္စည်းကခင်ဗျားကိုဘယ်လောက်အမျက်ထွက်စေနိုင်မလဲဆိုတဲ့အရာကိုလည်းသိချတွက်ချက်ဖို့လိုတယ်ခင်ဗျားလိုချင်တဲ့ရောင်းအားကိုလည်းသတ်မှတ်ပြီးတော့သိချစူးစမ်းပေးပါဥပမာငါဒီလဘယ်လောက်ရအောင်ရောင်းမယ်ဘယ်လောက်ရောင်းအောင်ကောင်းအောင်မယ်ဘယ်လောက်ငါအတွက်အမျက်ကြံရမယ်ဆိုတာမျိုးပေါ့ဒါဆိုရင်တော့သိချတယ်ခင်ဗျာ